အားလုံးပဲမင်္ဂလာပါ Chelsea မိုးရှင်းကနေပြီးတော့ပြန်လဲကြိုးဆိုပါတယ်ဗျဒီနေ့ဇန်နဝါရီလ10ရက်နေ့ရဲ့နောက်ဆုံးရ Chelsea သတင်းတွေအပါအဝင်ဒီနေ့ညမှာကစားမဲ့ Morgan ပြည်အသင်းနဲ့ပွဲစဉ်တွေရဲ့တိမဲ့ဆရာအကြောင်းအရာတွေကိုရှာဖွေပြီးတော့စူးစီးတင်ပြထားတာပဲဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီရက်ပိုင်းမှာ Chelsea အသင်းကခေါ်ယူမယ်လို့သတင်းတွေထွက်ပေါ်လာတဲ့ Leipzig အသင်းရဲ့စင်တာဘက်ဖြစ်တဲ့ Diego Upamecano နဲ့ပတ်သက်တဲ့သတင်းတွေကို Chelsea အသင်းရဲ့ပိုင်ရှင်ရိုမန်အီဗရာမိုဗစ်ကနေပြီးတော့ခေါ်ယူဖို့ရအတွက်ပါမစ်ပေးလိုက်ပြီလို့သိရပါတယ်။ဒါတို့ကြောင့်မလို့ Chelsea အသင်းဟာဆိုလို့ရှိရင်ဒီဇန်နဝါရီပြောင်းရွှေ့ကာလမှာတရုတ်ပေါ်မူကန်ကိုတကယ်ခေါ်ယူနိုင်မလားဆိုတာကိုတော့တို့အနေနဲ့စောင့်ကြည့်သွားရမယ့်အနေအထားပဲဖြစ်ပါတယ်။တိုက်စစ်မှုတီမိုဘာနာနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိထားတဲ့တရုတ်ပေါ်မူကန်ကတော့ဒီဇန်နဝါရီပြောင်းရွှေ့ကာလမှာအသင်းတော်တော်များများကခေါ်ယူမယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တယ်လို့မျိုး Chelsea အသင်းကလည်းပါဝင်လာခဲ့ပြီးတဲ့နောက်မှာ Chelsea အသင်းရဲ့ပိုင်ရှင်ရိုမန်အီဗရာမိုဗစ်ကနေပြီးတော့သူ့ကိုခေါ်ယူဖို့ရအတွက်Chelsea အသင်းကိုအခုချိန်မှာတရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။အဆိုပါကစားသမားကိုခေါ်ယူရမယ့်ပြောင်းရွှေ့ခြင်းတန်ဖိုးကတော့ပေါင်တန်း40လို့သိရပြီးအသက်22နှစ်သာရှိသေးတယ်ဆိုပါကစားသမားဟာ Chelsea အသင်းရဲ့နာဂတ်အစီအစဉ်တွေမှာပါဝင်လာမလားမပါဝင်လာနိုင်ဘူးလားဆိုတော့ကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ခုရဆိုလို့ရှိရင် Sky Sport ကပြုလုပ်တဲ့ကျွန်တော်တို့တက်စစ်မှုဟော Diego Costa ရဲ့ Raiders Premier League goal ဆိုတဲ့ highlight လေးထွက်ပေါ်လာပြီးတဲ့နောက်မှာပဲ Chelsea ပရိသတ်အများစုကတက်စစ်မှု Diego Costa ကိုပြန်လဲခေါ်ယူပေးဖို့အသင်းကိုတောင်းဆိုလာကြတယ်လို့သိရပါတယ်။အဆိုပါတက်စစ်မှုဟာဆိုလို့ရှိရင် Atletico Madrid အသင်းနဲ့စာချုပ်ဖြတ်သိမ်းပြီးတဲ့နောက်မှာခေါ်ယူခြင်းနေတဲ့ Premier League ကလပ်အသင်းက9သင်းအထိရှိလာခဲ့ပြီးတဲ့နောက်မှာလဲတက်စစ်ကဂိုးရဖို့ရုန်းကန်နေရတဲ့ Chelsea အသင်းကလည်းပြန်လဲပါဝင်လာပြီးတော့အသင်းရဲ့ဖန်တွေအများစုကဆိုလို့ရှိရင်ဆိုပါတက်စစ်မှုကိုပြန်လဲခေါ်ယူပေးဖို့အထိတောင်းဆိုလာကြတာပဲဖြစ်ပါတယ်။တိုက်စစ်မှု Diego Costa ဆိုလို့ရှိရင်နီးပြဟောင်းအန်တိုနီယိုကွန်တီနဲ့ပြဿနာဖြစ်ပြီးတော့ Atletico Madrid အသင်းကိုပြန်လည်ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ဆိုပါကစားသမား Chelsea အသင်းမှာရှိတဲ့ကအဓိကဂိုးသွင်းဆက်ဖြစ်ခဲ့ပြီးတော့ Didier Drogba မရှိတော့တဲ့နောက်ပိုင်းမှာအကောင်းဆုံး Chelsea တိုက်စစ်မှုပြည် Chelsea အတိုင်းအဝိုင်းတစ်ခုလုံးကလက်ခံထားကြရတဲ့သူပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ခုရဆိုလို့ရှိရင်ကျွန်တော်တို့ Chelsea အသင်းရဲ့နီးပြ Frank Lampard ဟာတိုက်စစ်မှုဖြစ်တဲ့ Timo Werner ပြီးတော့ Kai Havertz နဲ့ Hakim Ziyech တို့ကိုခေါ်ယူစဉ်ကာလတုန်းကအသင်းရဲ့အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်တဲ့ပြီးတော့ပြောပြပြီးတော့ခေါ်ယူခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။အဆိုပါသတင်းတွေရဆိုလို့ရှိရင် Chelsea အသင်းရဲ့နီးပြ Frank Lampard ဆိုလို့ရှိရင်အကယ်၍ရလဒ်တွေမကောင်းမွန်ခဲ့ရင်တောင်မှ Chelsea အသင်းမှာ2နှစ်ထိသူဟာထုတ်ပယ်ခံရမယ့်သူမဟုတ်ဘူးဆိုလို့ထုတ်ပယ်ခံရမယ့်သူမဟုတ်ပဲအခုဆွေးနွေးခဲ့တဲ့Timo Werner ကိုင်ဟာဘက်နဲ့ Hakim Ziyech တို့ကိုအခြေတည်ပြီးတော့ Chelsea အသင်းကိုအသစ်ပြန်လဲတည်ဆောက်မှာဖြစ်တဲ့အတွက်အသင်းရဲ့ပိုင်ရှင်ကလည်းသူ့ကိုချိန်ပေးမှာလို့ပြောပြီးတော့စီယုံခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်ဒီသတင်းတွေနဲ့ပတ်သက်ပြီး Frank Lampard ကညှင်းဆိုသွားခဲ့ပြီးတော့သူဟာကလပ်ရဲ့ဂန္ဓဝင်တယောက်ဖြစ်ပေမဲ့လည်းမို့ထုတ်ပယ်ခံရနိုင်တဲ့သူတွေထဲမှာသူလည်းပါတယ်ဆိုတဲ့ပြီးတော့ပြန်လဲပြီးတော့ခြေပပြောဆိုသွားခဲ့ပါတယ် Frank Lampard ဆိုလို့ချင်းအခုကာလမှာဖီအားရီအောက်ကိုမနက်ကရောက်ရှိနေပြီးတော့အသင်းကလည်းနိုင်ပွဲတွေကိုပြန်လဲရှာတွေ့ဖို့ရတဲ့ကြိုးစားရုန်းကန်နေရတဲ့ချိန်ကာလမှာသူ့ကိုထုတ်ပယ်မယ်မထုတ်ပယ်ဘူးဆိုတဲ့သတင်းတွေနဲ့ပတ်သက်တဲ့ပြီးတော့ကြဲကြဲလောင်လောင်ထွက်ပေါ်လာတဲ့အနေအထားမှာသူကအခုလိုမျိုးပြပြသွားခဲ့တာပဲဖြစ်ပါတယ်။ကလပ်ရဲ့ဂန္ဓဝင်တယောက်ဖြစ်ပေမဲ့လည်းမို့တခြားနည်းပြတွေကိုထုတ်ပယ်သလိုမျိုးအကယ်၍ရှစ်ဆက်ပြီးကာရမဲ့ပွဲစဉ်တွေမှာနိုင်ပွဲတွေကိုပြန်လဲပြီးတော့ရှာဖွေနိုင်မှုမရှိဘူးဆိုလို့ရှိရင်သူဟာလည်းပဲထုတ်ပယ်ခံရနိုင်တဲ့နည်းပြတွေမှာပါတယ်ဆိုပြီးတော့သူ့အနေနဲ့ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ဒါတွေကတော့ဇန်နဝါရီ10ရက်နေ့ရဲ့နောက်ဆုံးရ Chelsea အသင်းနဲ့ပတ်သက်တဲ့သတင်းတွေပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဒီနေ့ညမှာကစားမဲ့ Morgan ပြည်အသင်းနဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုပြောရမယ်ဆိုလို့ချင်း Chelsea အသင်းဘက်မှာဒဏ်ရာရကစားသမားတွေရှိနေခဲ့တာပဲဖြစ်ပါတယ်။စူပါကစားသမားတွေကတော့ Reece James နဲ့ Christensen တို့ဖြစ်ပြီးတော့ N'Golo Kante ကလည်း hamstring ပြဿနာရှိနေတယ်ဆိုပြီးတော့သတင်းတွေမှာဖော်ပြလာပါတယ်။ဒါကြောင့်မလို့ N'Golo Kante ကလည်းဒီပွဲစဉ်မှာလွဲချော်နိုင်ပြီးတော့သူ့နေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကွင်းလယ်လူ Billy Gilmour ကဝင်ရောက်ပြီးကစားရမယ်လို့သိရပါတယ်။ Billy Gilmour ဆိုလို့ရှိရင်ကစားခဲ့တဲ့ပွဲစဉ်တိုင်းမှာကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြထားခဲ့တဲ့လူငယ်တစ်ယောက်ဖြစ်ပြီးတော့ဒီပွဲစဉ်မှာလည်းသူ့အနေနဲ့အကောင်းဆုံးခြေစွမ်းကိုထုတ်ပြနိုင်မလားဆိုတော့ကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ Chelsea အသင်းမှာဆိုလို့ရှိရင်ဖြစ်လာနိုင်ခြေ line up ကိုသုံးသပ်တဲ့နေရာမှာ4-3ပုံစံနဲ့အဓိကခင်းကျင်းခဲ့ပြီးတော့ဂိုးသမားနေရာမှာတော့ Kepa Arrizabalaga ညာနောက်ခံနဲ့ဘယ်နောက်ခံနေရာမှာတော့Aspilicueta နဲ့ Emerson တို့ကပွဲထွက်လာနိုင်မယ်ရှိပြီးစင်တာဘက်နေရာမှာဆိုလို့ရှိရင်တော့ Rudiger နဲ့ Tomori ကိုပွဲထွက်လာနိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့ပိုင်ဘော့ဖြစ်ကစားမဲ့ဒီနေ့ပွဲမှာဆိုလို့ရှိရင်တော့ Chelsea အသင်းဟာဆိုလို့ရှိရင် Jorginho နဲ့ Billy Gilmour တို့ကိုပွဲထုတ်လာနိုင်တယ်လို့သိရတယ်ပြီးတော့ Benja Toman နှစ်ဖက်မှာဆိုလို့ရှိရင် Anjorin နဲ့ Hudson-Odoi တို့ပွဲထွက်လာမယ်လို့သိရပါတယ်။
နံပါတ်10လို့နေရာမှာဆိုလို့ရှိရင်တော့ကိုင်ဟာဘက်ကဝင်ရောက်ကစားလာနိုင်တယ်လို့သိရပြီးတိုက်စစ်မှုနေရာမှာတီမိုဘာနာကိုပဲထားပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်စောင့်ကြည့်ရမယ့်ကစားသမားအဖြစ်ချက်စီးတင်းရဲ့ကွင်းလေလိုဖြစ်တဲ့ကိုင်ဟာဘက်ကိုပဲနံပါတ်1ဦးစားပေးအဖြစ်ပေါ်ပြထားကြပြီးတော့တစ်ဖက်ကမော်ရီကန်ဘီအသင်းဘက်မှာဆိုလို့ရှိရင်တော့သူတို့အသင်းမှာလည်းပဲတန်ရိုးအဖြစ်ကစားတဲ့အဒမ်ဖီလစ်ကိုပဲအဓိကစောင့်ကြည့်ရမယ့်သူလို့အများစုကသုံးသပ်ထားကြပါတယ်အဒမ်ဖီလစ်ဟာဆိုလို့ရှိရင်ဒီရာသီမှာရှစ်ဂိုးသွင်းပြီးတော့9ဂိုးဖန်တီးပေးထားခဲ့တဲ့မော်ရီကန်ဘီအသင်းရဲ့အကောင်းဆုံးကစားသမားအဖြစ်ရှိနေခဲ့တာပဲဖြစ်ပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ချက်စီးအသင်းဟာလူငယ်ကစားသမားအများစုကိုပွဲထုတ်လာနိုင်တယ်လို့ကနဦးသတင်းတွေရသိရပေမဲ့လို့ PR တွေအောက်ကိုရောက်ရှိနေတဲ့ချက်စီးတင်းရဲ့နီးပြဖရန့်လမ်ဘတ်ဟာ PR တွေအောက်ကနေရုံထွက်ဖို့ရလိုအပ်နေတဲ့အတွက်ရောပွဲစဉ်ရဲ့အနိုင်နဲ့ရှစ်ဆက်ပြီးကမ်းမဲ့ပွဲစဉ်တွေကိုအင်အားပြည့်ယူကျင်တာကြောင့်ရောတချို့ Premier League မှာကန်နေတဲ့ကစားသမားတွေအများစုကိုအသုံးပြုသွားမယ်လို့သိရပါတယ်မော်ရီကန်ဘီအသင်းဘက်မှာဆိုလို့ရှိရင်ကိုသမားနေရာမှာတော့ပုံမှန်တိုင်းပဲတာနာကဝင်ရောက်ကစားမှာဖြစ်ပြီးတော့ဘယ်ဆွန်ညာဆွန်နောက်ခံလူနေရာမှာတော့ကူနစ်နဲ့စတက်ဖင်ဟန်ဒရီတို့ကဝင်ရောက်ပြီးကစားမယ်လို့သိရပါတယ်စက်တာဘက်နေရာမှာတော့သူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဒေးဗီနက်လာဗယ်လီတို့ကပဲဝင်ရောက်ပြီးတော့ကစားမှာဖြစ်ပြီးတော့ဒါပဲပိုင်းပေါက်နေရာမှာဆိုလို့ရှိရင်တော့ဝက်ဒစ်နဲ့ဆောင်းငူတို့ကပြန်လည်ပြီးဝင်ရောက်ကစားမယ်လို့သိရပါတယ်သူတို့အသင်းဟာဆိုလို့ရှိရင်ချက်စီအသင်းလိုပဲ4နှစ်3နှစ်ပုံစံနဲ့ကစားလာမှာဖြစ်ပြီးတော့ဆူလီဗန်ဖီလီနဲ့ဂွမ်နိုကတော့ကွင်းနဲ့တိုက်စစ်3ယောက်ရဲ့နေရာမှာအဓိကကစားသမားပဲဖြစ်ပါတယ်အဆိုပါ3ယောက်ထဲမှာဆိုလို့ရှိရင်တော့သူတို့ရဲ့နံပါတ်10လို့နေရာမှာကစားတဲ့အဒမ်ဖီလီယာဆိုလို့ရှိရင်ဒီရာသီမှာရှစ်ဂိုးသွင်းပြီးတော့9ဂိုးဖန်တီးပေးထားပြီးတော့အကောင်းဆုံးကစားသမားဖြစ်တည်ရှိနေတာပဲဖြစ်ပါတယ်တိုက်စစ်မှုနေရာမှာတော့စတော်တွန်ကပဲဝင်ရောက်ပြီးကစားမယ်လို့သိရပါတယ်4နှစ်3နှစ်4နှစ်3နှစ်နဲ့ချက်စီးတင်းနဲ့မော်ရီကန်ဘီအသင်းတို့ရှင်ပြိုင်ကြမယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အဓိကစောင့်ကြည့်ရမယ့်ကစားသမားဖြစ်ချက်စီးအသင်းဘက်မှာကိုင်ဟာဘက်ကိုပြထားတဲ့ပြီးတော့မော်ရီကန်ဘီအသင်းဘက်မှာဆိုလို့ရှိရင်တော့အဒမ်ဖီလစ်ကိုပြထားတာပဲဖြစ်ပါတယ်ကိုင်ဟာဘက်ဆိုလို့ရှိရင်ဒီရာသီမှာချက်စီးအသင်းမှာကောင်းမွန်တဲ့ခြေစွမ်းတွေမပြသနိုင်သေးဘဲနဲ့ရုန်းကန်နေရတဲ့အနေအထားတစ်ခုဖြစ်ပြီးတော့အဒမ်ဖီလစ်ကတော့ကိုင်ဟာဘက်နဲ့ဆန့်ကျင်စွာအကောင်းဆုံးခြေစွမ်းကိုပြသထားနိုင်တဲ့သူပဲဖြစ်ပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အချက်လက်တွေကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့မော်ရီကန်ဘီအသင်းနဲ့ချက်စီးအသင်းတို့ဟာပထမဆုံးအချိန်ဆုံတွေ့ခဲ့ရတာဖြစ်ပြီးတော့မော်ရီကန်ဘီအသင်းအတွက်တော့အဆင့်မြင့်တန်းအသင်းတွေနဲ့တွေ့ဆုံတာဒါဒုတိယကြိမ်ဖြစ်ပြီးပထမဆုံးတွေ့ကြုံတာက2000ခုနှစ်ကအစ်ဆွစ်အသင်းနဲ့ဆုံတွေ့ခဲ့တာဖြစ်ပြီးတော့အစ်ဆွစ်အသင်းက3ဂိုးကိုမရှိနဲ့မော်ရီကန်ဘီအသင်းကိုအနိုင်ယူသွားခဲ့တာပဲဖြစ်ပါတယ်အကယ်၍ဒီပွဲစဉ်ကိုဖရန့်လမ်ဘတ်အနေနဲ့အနိုင်ယူခဲ့မယ်ဆိုလို့ရှိရင်ရှေ့ဆက်လာမယ့်ပွဲစဉ်တွေမှာဖီယာတော်တန်တက်တာသွားမှာဖြစ်ပြီးတော့သူ့အနေနဲ့လည်းအနိုင်ရဖို့အားထက်လာမယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ချက်စီးတင်းကတော့ FA ဖလာတတိယအဆင့်ပွဲစဉ်တွေမှာမရှုံးနိုင်ခဲ့တာ22နှစ်ရှိပြီလို့သိရပါတယ်1990-90နဲ့8ခုနှစ်ကမန်ချက်စတာယူနိုက်တက်အသင်းကိုရှုံးနိမ့်ပြီးတဲ့နောက်ပိုင်းချက်စီးတင်းရဲ့22နှစ်ဇက်တိုက် FA ဖလာတတိယအဆင့်ပွဲစဉ်မှာမရှုံးနိုင်ခဲ့တာလို့သိရပါတယ်ဒါကြောင့်မလို့ချက်စီးတင်းဟာဆိုလို့ရှိရင်22နှစ်ဇက်လိုက်မရှုံးနိုင်ခဲ့တဲ့အဆိုပါစင်လာကိုပဲဆက်လက်ထိန်းသိမ်းသွားပြီးတော့ဒရိုဒါဆင်ကိုတက်ရောက်လာမလားဒါမှမဟုတ်မော်ရီကန်ဘီအသင်းကပဲအဆင့်မြင့်တန်းအသင်းတွေနဲ့တွေ့ဆုံတဲ့နေရာမှာဒုတိယကြိမ်တွေ့ဆုံမှုမှာအနိုင်ယူသွားမလားဆိုတာတော့ကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့ Chelsea အသင်းရဲ့ Stamford Bridge ကွင်းကြီးထဲမှာကျင်းပသွားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်တဲ့ပြီးတော့ကိုရလက်တွေကိုခံမှန်းတဲ့နေရာမှာ Chelsea အသင်းက3ဂိုးတကိုးနဲ့နိုင်ရရှိမယ်လို့ခံမှန်းထားပါတယ် Chelsea အသင်းနဲ့ Morecambe အသင်းတို့ဒီနေ့ညမှာကစားမဲ့ဒီပွဲစဉ်နဲ့ပတ်သက်တဲ့ပြီးတော့ဖြစ်နိုင်ခြေ line up တွေပြီးတော့တခြား key point တွေအားလုံးကိုDaily Mail သတင်းစာကစုစည်းပြီးတင်ပြထားတာကိုကျွန်တော်အနေနဲ့ရှာဖွေပြီးတော့ Chelsea ပရိသတ်တွေအားလုံးအတွက်တင်ပြခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ Chelsea ချစ်ပရိသတ်တွေအနေနဲ့ Chelsea အသင်းနဲ့ပတ်သက်တဲ့သက်ဆိုင်ရာသတင်းအားလုံးကိုသိရှိလိုတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Chelsea Motion Channel လေးကို Subscribe လုပ်ပြီးအားပေးကြဖို့အထူးတလဲတောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ